Windows 11 install လုပ်တဲ့အခါ Microsoft account အတင်းဝင်ခိုင်းတဲ့ဟာကိုဘယ်လိုဖြတ်ကျော်ရမလဲဆိုတာအလွယ်ဆုံးနည်းလေးပြောပြမယ်ပေါ့နော်အခုဒီအဆင်းရောက်တဲ့အခါကျရင် keyboard ကနေ shift ရဲ့ F10 ရဲ့ကိုတွဲနှိပ်လိုက်ပါ command ပေါက်ထွက်လာတဲ့အခါကြာလို့ရှိရင်အဲ့မှာအခုပြောထားတဲ့ command လေးကိုကြားလိုက်ပေါ့နော် start start ms ဆိုတဲ့ command လေးကိုရိုက်လိုက်ပေါ့ဒီ command လေးရိုက်ပြီး enter လေးခောက်လိုက်လို့ရှိရင်သူ local account ဆောက်ဖို့အတွက်ပေါ်လာပြီပေါ့အဲ့မှာကိုပေးခြင်းတဲ့နာမည်လေး user name လေးပေးမယ် password လေးထည့်ခြင်းနဲ့ထည့်လို့ရတယ်မထည့်ခြင်းတိုင်းကြော်သွားလိုက်လို့ရတယ်ပေါ့နော်ပြီးရင် next လုပ်လိုက်လို့ရှိရင်ဒါဟို stat တွေအကုန်လုံးကြော်ဖြတ်ပြီးဖြစ်သွားပြီပေါ့နော်ကျန်တဲ့ဟာတွေကိုဒါပြီးသွားပြီဘာမှမလို